United ပြည်သက်ညီကိုတွေအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ဒီသတင်းမှာတော့ကျွန်တော်တို့အေယောဘူဝါရီနဲ့ပတ်သက်တဲ့သတင်းပြီးလို့ရှိရင်ကျွန်တော်တို့မာဒီယာဖန်နန်တက်နဲ့ပတ်သက်တဲ့သတင်းစတဲ့ဒီသတင်းတွေကိုကျွန်တော်စုပေါင်းပြီးတော့တင်ဆက်ပေးမယ်ဗျဆိုတော့ intro လေးပြင်စလိုက်အောင်ပါဆိုတော့ညီကိုတွေအားလုံးပဲမင်္ဂလာပါ Manchester United ဖန်ညီကိုတွေအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့မှာအသစ်တော့ပြတ်မှတ်တွေကပို့ပြီးတော့တိုးလာတယ်တနေ့ထက်တနေ့ပိုတိုးလာတယ်ဆိုတော့ဘာလဲဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့အရင်တုန်းကမနေ့ကြာပြီဗျပြီးခဲ့တဲ့လကမဟုတ်သေးဘူးဗျလွန်ခဲ့တဲ့14-15ရက်လောက်ကကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ထားတယ်အဲ့ထဲမှာဆိုလို့ရှိရင်ဒီအေယောဘူဝါရီကို Manchester United ကသဘောကျတယ်ဆိုတဲ့အကြောင်းပေါ့လေတင်ခဲ့တယ်အဲ့ဒီတုန်းကလည်းဒါဖန်နေတော်တော်များများကမဟုတ်တာတွေဘာညာဆိုပြီးပြောတာတွေလည်းရှိတယ်တချို့ကလည်းထောက်ခံတာတွေရှိတယ်ဆိုတော့ဒီညမှာဖန်နေရတော့ကွဲနေတာပေါ့ဗျာတချို့ကြတော့လည်းညီကိုတွေကကိုဖန်နေရတော့ဒါသိပြီးသားပဲကျွန်တော်တို့အလုံးနဲ့ကျွန်တော်တို့ဒီဟာကိုတင်ဆက်နေတဲ့အချိန်မှာကျွန်တော်တို့တွေကကိုယ်တိုင်သတင်းယူတာမဟုတ်ဘူးဆိုတာကိုလည်းသိတယ်ဒါကြောင့်ပဲသူတို့လည်းရတဲ့သတင်းလေးကိုဘယ်လိုပဲဖြစ်ကိုယ်အသင်းကသတင်းကောင်းရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်အသင်းရဲ့ပရိသတ်တွေအားလုံးကိုသိစေချင်တာဆိုတော့ဒီထဲမှာတချို့ကြတော့လည်းအရန်ကိုတိုက်ခိုက်ခြင်းတဲ့သူတွေကရှိတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ဗျာအားလုံးက blame ကျင်တာပေါ့ blame တာကတော့ဒါသူတို့ကိစ္စပဲလေသူတို့ blame ကျင်တာလူတယောက်ကဗျကျွန်တော်တခုပြောကျင်တယ်အဲ့ဒါဘာလဲဆိုတော့လူတယောက်ကအကောင်းမြင်တဲ့သူနဲ့အဆိုးမြင်တဲ့လူဆိုတာရှိတယ်လူတယောက်ကိုအဆိုးမြင်မယ်ဆိုလို့ရှိရင်ကိုယ်တိုင်ရောဘယ်လောက်ထိဖြစ်ခဲ့ပြီလဲဆိုတာကိုအရင်ကြည့်ရမယ်ဗျဆိုတော့သူများကိုအဆိုးမြင်မဲ့အစားဗျဖြည့်တွေးမယ်ဖြည့်ပြီးတော့မှစဉ်းစားပြီးမယ်ဆိုလို့ရှိရင်ဒါအားလုံးတော့ကောင်းတာပေါ့ဒါကတော့ကျွန်တော်ပြောချင်တာလေးတစ်ခုပါဗျာဆိုတော့ကျွန်တော်အနေနဲ့ကြတော့ဘယ်သူပဲဖြစ်ဖြစ်ကောင်းတဲ့ဘက်ကပဲမြင်ခြင်းတယ်ဆိုတော့သူတို့လောက်တာကောင်းတယ်ဒီကလေးတော့ကောင်းတယ်ဆိုရင်မဟုတ်သည့်တိုင်အောင်ဗျာတစ်ဖက်သားစိတ်ချမ်းသာတယ်ဆိုတော့အဲ့လိုမျိုးကြီးလိုက်ဖော်ချော်လိုက်ခိုင်းဖို့လည်းမဟုတ်ဘူးကျွန်တော်ပြောချင်တာကဘယ်လိုလဲဆိုတော့သူများကိုမပလိမ့်ရင်ရပြီဗျာမကြည့်ချင်ဘူးမမှန်ဘူးလို့ထင်တယ်မကြည့်ချင်ဘူးလို့ထင်ရင်မကြည့်နဲ့အကောင်းဆုံးပဲပြတ်တယ်အဲ့ဒါโอเคဆိုတော့ကျွန်တော်သတင်းလေးဘက်ကိုကျွန်တော်ဆက်သွားကြမှာဆိုတော့ညီကိုတို့သိတဲ့အတိုင်းပဲ Manchester United နဲ့ Tottenham Hotspur ကတော့ fighting လုပ်နေတော့မယ်အခုချိန်ထိကိုနှစ်သင်းလုံးကတော့ဒီ Matías Fernandes အတွက်ကိုတော်တော်လေးကိုဒါစွန့်စားနေကြတယ်ဗောလေသူတို့အနေနဲ့ကအခုဆိုလို့ရှိရင်ကျွန်တော်သတင်းတွေအများကြီးတက်တယ်ဒါပေမဲ့အကုန်လုံးတော့ကျွန်တော်ဒီဗီဒီယိုတွေမှာလိုက်ပြီးတော့ slide တွေထိုးပြီးလိုက်ပြမနေတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် screenshot တွေတော့ယူပြီးတော့ကျွန်တော်ပြန်ပြဖို့အတွက်ဆိုတော့တခါလေကြတော့လေဗျအလုတ်ကရှုပ်တာနဲ့ဆိုတော့ကျွန်တော်လည်းအဲ့လောက်ထိလိုက်မလုံးနိုင်တော့မလုံးချင်တော့စိတ်ကမပါတော့ဘူးဗျအဲ့လောက်ထိလိုက်လို့ပေါ့ဆိုတော့တခုရှိတာကဘယ်လိုလဲဆိုတော့ဒီ Manchester United အသင်းကအခုအခြေအနေမှာကျွန်တော်တို့ Matías Fernandes ကိုပြန်လိုက်လာတဲ့အခြေအနေမှာ Matías Fernandes ဘက်ကလည်းသူကဈေးချင်းတူမဲ့လာစားချင်းအတူတူပေးမယ်လို့တောင်းမှသတင်းတွေထွက်လာတယ်ဆိုတော့လာစားချင်းအတူတူဆိုတာအခု Spurs ကပေးတဲ့လာစားမျိုး Manchester United ကလည်းပေးမယ်ဒါပေမဲ့ဒီဝက်ဆန်အသင်းကလိုအပ်နေတဲ့ဒီပေါင်80-85 တန်းဆိုတဲ့ဟာကိုတော့သူတို့မပေးဘူးဆိုတော့အဲ့ကြားမှာသူတို့ဖြောင်းညှိမဲ့ဆိုတဲ့ပုံစံမျိုးလာနေတယ်ဆိုတော့ဒါကိုသူကစားသမားကဒီလောက်ခလာသာချင်းတူတယ်ဆိုရင်တော့သိကြတယ်သူကတော့ United ကိုပဲရင်းရင်လာတယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့သတင်းတောက်တွေကဖော်ပြထားတယ်ဗျာဆိုတော့ကစားသမားကလည်းသိကြတယ်အစားတွေကလည်းသူက United ကိုကြိုက်တဲ့ကစားသမားဆိုတော့ United ကိုဒီလောက်ကလာစားချင်းတူမဲ့ဆိုရင်တော့ United ကိုပဲသူရွေးချယ်မှာပဲဒါပေမဲ့အသင်းကိုပေးတဲ့ဒီ transfer ကြီးတွေပါညာကဘယ်လောက်กว่าချမှာလဲဆိုတော့ Manchester United ကစပါးထက်တောင်တာပေးမယ်ဆိုလို့ရှိရင်တော့သိကြတယ် United ကိုရောက်ဖို့ကများတယ်ဒါပေမဲ့လည်းတခုရှိတာက United ကပြောထားတယ်ဒီကစားသမားကပေါင်တန်း80လုံးဝမတန်ဘူးလို့ပြောထားတယ်အဲ့ဒါဘာလဲအရင်တော့ကတော့မပြောဘူးခုနောက်ပိုင်းမှာပြောလာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Matías Manuel Ugarte ကဒဏ်ရာရသွားတဲ့အခြေအနေမှာကျွန်တော်တို့ယာဒီဂျိုပွဲတွေလည်းလွတ်မှာရှိတယ်ဒီကစားသမားကိုတော်တော်လေးကိုနောက်ပိုင်းသတင်းတွေအရဆိုလို့ရှိရင်ဒီကစားသမားရဲ့ဒဏ်ရာကတော်တော်ပြင်းထန်တယ်ကျွန်တော်တို့ယာဒီဝါလောက်အထိလက်လွှတ်ရမယ့်အနေအထားမှာရှိတယ်အဲ့တော့တကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်တို့အသင်းကဒီကစားသမားကိုရောင်းမယ်ပြီးလို့ရှိရင်ဒီကစားသမားကိုရောင်းလိုက်တဲ့ငွေကြေးအနေနဲ့ဆင်ကျွန်တော်တို့ကစားသမားအသစ်ပြန်ဝယ်ဖို့မှာ
ခုပြီးတော့သုံးပါပေါ့ဒါပေမဲ့ဒီကစားသမားကတန်ရရသွားတဲ့အခါမှာကျွန်တော်တို့ပြောင်းလို့ရောင်းချလို့အဆင်မပြေတော့မပြေတော့တဲ့အချိန်တွေမှာကျွန်တော်တို့တစ်ဖက်ကမေဆန်မောင်းဘက်ကိုပြန်လှည့်လာတယ်မေဆန်မောင်းဘက်ကိုပြန်လှည့်ပြီးတော့မေဆန်မောင်းကိုရောင်းမယ်တခြားကွင်းလေကိုထပ်ပြီးတော့ခေါ်မယ်ဆိုလို့ရှိရင်လည်းဆိုတော့မေဆန်မောင်းကအဲ့လောက်ထိဈေးမရပြန်အောင်မေဆန်မောင်းကလည်း25တန်းလို့ပါလို့ဆိုတော့ဘာမှလုပ်လို့မရဘူးဗျအစွန်းတွက်လေးလောက်ပဲရှိတယ်ဆိုတော့ကစားသမားတစ်ယောက်ကိုလိုက်မယ်ဆိုရင်တော့အခုကျွန်တော်တို့ဟိုဒီ transfer window တွေမှာကကျွန်တော်တို့Premier League ဆိုအဆိုးဆုံးပဲ transfer ကြီးကပြတ်နေတဲ့သဘောရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဈေးနှုန်းတွေကကြည့်လိုက်ညို့လို့ဘလောက်မှကောင်းတဲ့ player မဟုတ်ဘူးဒါပေမဲ့ပေးလိုက်ရတဲ့ဈေးနှုန်းတွေကအနည်းဆုံးကပေါင်ပန်း80တန်း80ဒီလိုဖြစ်နေတာအခုဒီမာတီယာဖာနန်ဒတ်ကိုတန်း80ဆိုပြီးတော့တောင်းထားတယ်ဆိုတဲ့အခြေအနေကမာတီယာဖာနန်ဒတ်ကကျွန်တော်တို့အရင်တော့ကျွန်တော်ပြောခဲ့သလိုပဲဒီ Premier League မှာကစားတာမှာတပွဲပဲရှိတစ်နှစ်တရားဒီပေါ့လေတရားဒီပဲရှိသေးတယ်အဲ့ဒီမှာခြေစွမ်းပြလို့အသင်းကြီးတွေကစိတ်ဝင်စားလာတယ်အဲ့ဒီအချိန်မှာပေါင်တန်း80 85တန်းဆိုပြီးတော့တက်တောင်းတယ်ဆိုတော့ဒီအသက်က22နှစ်ပဲရှိသေးတယ်အတွေ့အကြုံအပြင်လည်းအများကြီးနှုတ်သေးတယ်ဒီကစားသမားတောင်ဒီလောက်တောင်းနေဆိုရင်ကျန်တဲ့ကစားသမားတွေကမတောင်းစရာအကြောင်းမရှိဘူးလို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒါလိုပဲကျွန်တော်စိတ်ဝင်စားတဲ့ဒီချူအမန်နီဆိုလို့ရှိရင်လည်းအခုတန်း100တော့ဖြစ်ကုန်ဆိုတော့ United အနေနဲ့ကသူတို့ထားရတဲ့ project တန်း150ဆိုတဲ့ project နဲ့ဘလို့မှအဆင်မပြေဘူးလုပ်လို့ဘာမှမရအောင်ဆိုတော့တယောက်ပဲခေါ်လို့ရမယ်ဒီပုံစံမျိုးဖြစ်သွားမယ်ဆိုတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်သတင်းတစ်ခုထပ်ထွက်လာတာကကျွန်တော်တို့ဒါကျွန်တော်အရင်ပြောခဲ့တဲ့လူငယ်ကစားသမားလေးဒီဘူဝါရီပေါ့လေဘူဝါရီကယူရိုနဲ့အတူကစားနေတယ်လောဆယ်မှာပေါ့လေဆိုတော့သူ့နိုင်ငံအသင်းအတွက်ပေါ့ဆိုတော့ဘူဝါရီကိုမန်ချက်စတာယူနိုက်တက်ကစိတ်ဝင်စားလာတယ်အဲ့လိုပဲတခါမန်စီးတီးတို့အာဆင်နယ်တို့ကလည်းစိတ်ဝင်စားလာတယ်လီဗာပူးတို့လည်းပါတယ်ဆိုတော့ဒီမှာသူတို့အသင်းကြီးတွေကစိတ်ဝင်စားလာတယ်ဆိုတဲ့အခြေအနေမှာကျွန်တော်ပြောတဲ့အတိုင်းပဲအခုဆိုလို့ရှင်ဘူဝါရီကတန်း80 100ဆိုတဲ့ပုံစံမျိုးသူ့အသင်းကခေါ်နေပြီဆိုတော့ကစားသမားလေးကအသက်16နှစ်ပဲရှိသေးတယ်ဒီနှစ်မှာကမ္ဘာဖလားကိုဝင်ကစားတဲ့ကစားသမားဒီကစားသမားကိုတန်း80 100ကောက်တောင်းနေတာဆိုတော့ညီကိုတို့စဉ်းစားကြည့်တော့ဆိုတော့ transfer window ကဘယ်လိုတွေဖြစ်ကုန်မှန်းကိုမသိဘူးဒီကစားသမားရဲ့အသက်အရွယ်နဲ့ဘယ်လိုလုပ်တန်း80 100ဘယ်လိုပေးမှလဲဘယ်သူမှမပေးဘူးကျွန်တော်အမြင်ပြောတာပါဆိုတော့ဒါပေမဲ့နောက်ပိုင်းကြာလာလေပို့ပြီးတော့ဈေးတက်လာလေတော့ဖြစ်လာလိမ့်မှာပဲဒါပေမဲ့တခုရှိတာကကျွန်တော်တို့ဒီကစားသမားတွေကိုလိုက်နေရင်ဈေးကြီးတယ်ဆိုပြီးတော့အသင်းကြီးတွေကငြိမ်နေမယ်ပြီးရင်သူတို့လွယ်ကူတဲ့ကစားသမားတွေကိုသူတို့ခေါ်ယူမယ်ပြီးတဲ့အခါကျရင်နောက်ဆုံး transfer window ပိတ်ခါနေကြမှာဆိုလို့ရှိရင်တော့ဈေးကနည်းနည်းတော့ပြန်ကျသွားလိမ့်မယ်လို့ထင်တယ်ဗျအဲ့ဒီချိန်မှာတော့ခုဆိုလို့ရှိရင် Manchester United ကဒီအသင်းဒီကစားသမားကိုစိတ်ဝင်စားတယ်ဒါပေမဲ့တန်း80 100ဆိုတဲ့ပုံစံကြီးတောင်းနေတာကြတော့ United role နဲ့ဘလို့မှမကိုက်ညီခေါ်မှလည်းမဟုတ်ဘူးဒါကျွန်တော်အမြင်ပြောတာပါဆိုတော့နောက်ပြီးတော့သတင်းတွေကတခြားသတင်းတွေလည်းတက်လာတယ်ဗျာတခြားသတင်းတွေကဘာလို့ဆိုတော့ကျွန်တော်တို့ဒီဗာလဲဟိုတောင်ပန်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ဒီ Vinicius Junior တို့ဘာလို့တော့ Manchester United ကစိတ်ဝင်စားတယ်တို့ဘာလို့ဒါတွေကဗျာရိုမာတွေပဲဖြစ်မှာပါဒါတွေကတော့အဟုတ်လည်းဖြစ်ချင်မှဖြစ်မှာပါဆိုတော့ဒါကြောင့်ပဲကျွန်တော်မတင်ဆက်တာပါဆိုတော့တင်ဆက်တဲ့သတင်းတွေကတော့တော်တော်များများကကျွန်တော်နီးစပ်ဆုံးပေါ့လေနည်းနည်းခိုင်မာတဲ့သတင်းဆိုတွေကပေးတဲ့သတင်းလောက်ပဲကျွန်တော်တင်ဆက်တယ်ဆိုတော့ဒီနေရာမှာတငယ်ချင်းတွေကပြောကြတာတွေရှိတယ်မဟုတ်တာတွေမပြောနဲ့ပါကျွန်တော်တို့လည်းမတွေ့ဘဲနဲ့တော့ပြောလို့မရဘူးเนาะရမ်းပြီးတော့ကျွန်တော်ဟိုကစားသမားနဲ့ဒီသတင်းထွက်တယ်ဒီကစားသမားရဲ့ဒီသတင်းထွက်တယ်ဆိုတဲ့ဟာတွေကရှောက်ပြောလို့မရဘူးကျွန်တော်စာဖတ်ပြီးတော့ဟိုမှာတင်ထားတဲ့ဟာတွေစာဖတ်ပြီးတော့ပဲကျွန်တော်ပြောတာဖြစ်တဲ့အတွက်တကယ်လို့မှားရင်သူတို့ကစာမှားလို့ပဲသိကြတယ်ဆိုတော့နောက်တစ်ခုကျတော့ကျွန်တော်ဒီခုဆိုလို့ရှိရင်ကျွန်တော်ဒါ Manchester United ကကွင်းလေပြတ်မှတ်တွေတဲမှာတော့ဒီကစားသမားဘက်ကိုပြန်လှည့်လာတယ်ရဖို့အလားလာတော့ရှိတယ်အခုဆိုလို့ရှိရင်မကြခင်မှာပဲဒါကျွန်တော်တို့30ရက်နေ့ကမနက်ဖြန်ဆို30ရက်နေ့ဖြစ်ပြီဗျဆိုတော့အဲ့အတော်တွင်မှာသတင်းစုတစ်ခုမှဖတ်လိုက်ရတာကအဲ့အတော်တွင်30ရက်မတိုင်ခင်ကျွန်တော်တို့ Manchester United ကပေါင်တန်း90လောက်ထိဒီဘက်ရာသီမှာသုံးရမယ်ပေါ့လေသုံးလိုက်ရင်နောက်ထပ်ရာသီမှာအများကြီးငွေသုံးလို့ရသွားမယ်ဆိုတော့ပုံစံမျိုးတွေပြထားတာရှိတယ်ဒါကလည်းတကယ်သူတို့လုံမလားမလုံဘူးလားကျွန်တော်တို့မပြောနိုင်ဘူးဆိုတော့ Manchester United အသင်းကတော့ဒီပုံစံနဲ့ဆိုရင်ကျွန်တော်တို့တကယ် talent player တကယ်နာမည်ကြီး player တွေကတော့မရနိုင်ဘူးတကယ်တော့နာမည်ကြီးတိုင်းလည်းကောင်းတာမဟုတ်ပါဘူးနာမည်ကြီးပြီးတော့
အသင်းကြီးတွေတော်တော်များများကစိတ်ဝင်စားလာတယ်ဆိုလို့ရှိရင်ဒီကစားသမား automatic နာမည်ကြီးမှာပဲဒါပေမဲ့တော့ဒီကစားသမားကတကယ် talent ဟုတ်မဟုတ်ဆိုတာကတကယ်ကွင်းထဲမှာကျွန်တော်တို့အသင်းနဲ့အတူရှင်တွဲကစားတဲ့အခါကျမှပဲကျွန်တော်တို့ဆုံးဖြတ်လို့ရမှာဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်တော့ဒီအန်ဒါဆန်ကိုကျွန်တော်မန်စီးတီးတို့ဘာလို့ဝယ်တဲ့အခါမှာတန်း100ကျော်ကြီးပေးလိုက်ရတာကအန်ဒါဆန်ဆိုတာကဒီ game changing လုပ်လို့ရတယ်ဒီကစားသမားက game တစ်ခုကိုပြောင်းလဲဖြောင်းအောင်အထိသူကဆွမ်းဆောင်ရကောင်းနေတဲ့အနေအထားဒါပေမဲ့မာတီယက်ဖာနန်ဒက်တို့ကြတော့အဲ့လောက်အထိမဟုတ်ဘူးမဟုတ်ဘဲနဲ့ဟိုတန်း80ကျော်အထိတောင်းလာတာတောင်းလာရဲဆိုတာဒါတော့သူကတောင်းမှာပဲလေအသင်းကြီးအားလုံးစိတ်ဝင်စားတယ်ဆိုရင်တော့တောင်းမှာပဲဒါပေမဲ့တစ်ခုရှိတာဒီကစားသမားခြေထဲမှာဘောလုံးရောက်လာလို့ကျွန်တော်တို့တွေကသိပ်ပြီးတော့ဟိုအန်အော်လောက်တဲ့အနေအထားဖြစ်အောင်သူလုံးမပြနိုင်ဘူးဗျာအဲ့လောက်ကြီးမဟုတ်ဘူးပုံမှန်ပဲ normal လောက်ပဲသူလုပ်ပြတာရှိတယ်အဲတခါတလေကျွန်တော်တို့ကိုဘီမိုင်နူးတို့နဲ့ရှင်မယ်ဆိုရင်ကိုဘီမိုင်နူးတို့တော့သူရှင်လို့မရဘူးကိုဘီမိုင်နူးရဲ့ skill ကနည်းတဲ့ skill မဟုတ်ဘူးဒါညီကူတို့လည်းသိတဲ့အတိုင်းပဲဆိုကိုဘီမိုင်နူးကဒီ game ကိုတခါတည်းချိန်အောင်လုပ်နိုင်တဲ့စွမ်းရည်ရှိတယ်ပေါ့လေဆိုတော့နောက်ပြီးတော့ကျွန်တော်တို့ဒီ Believer ဆိုရင်တော့မှပဲအဲ့ကစားသမားနဲ့ Believer နဲ့ဆိုရင်တော့မှကျွန်တော် Believer ကိုပို့ပြီးသဘောကျတယ် Believer ကကျွန်တော်တို့နောက်ဆုံးဒီ United ကွင်းပိတ်ဒီဟိုပါပေါ့ဒီရာသီပိတ်ပွဲမှာကစားသွားတာတစ်ချက်သူ့ရဲ့ဖောက်ထွက်တဲ့ skill တွေကတော်တော်ကောင်းတာဆိုတော့ Believer ရဲ့ style တခါလေ defense ကိုပြန်လိုက်တဲ့အခါမှာလည်းတအားမိုက်တယ်ဆိုတော့ Believer ကတကယ်ကောင်းအောင်မကစားတယ်တကယ်သူ့ရဲ့ပေးဆက်လို့စိတ်နဲ့အပြည့်အဝကစားမယ်ဆိုရင် Believer ရဲ့ skill ကအဲ့ကစားသမားထက်သာမယ်လို့ကျွန်တော်ထင်တယ်အဲကြောင့် Believer လိုကစားသမားမျိုးကိုခေါ်ရင်တော့မှအဆင်ပြေလောက်တယ်လို့ထင်တယ်ဒါပေမဲ့အသင်းကတော့ဒီကစားသမားရဲ့ဒီစိတ်ဓာတ်ပိုင်းကိုယ့်ဘက်ကိုပါအောင်တော့တော်တော်လေးလုပ်ယူရမယ်ဆိုတော့ Believer နဲ့ဆိုရင်ဒီကစားသမားကတော့ပို့ပြီးတော့မှအဆင်ပြေမယ်လို့Believer ကတော့ဒီကစားသမားထပ်ပို့ပြီးအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါပေမဲ့အသင်းတွေအားလုံးဝိုင်းလိုက်နေတဲ့အတွက် Believer ထပ်ပို့ပြီးတော့နာမည်ကြီးနေတာပေါ့ဗျာဒါပေမဲ့တကယ်တမ်းဒီကစားသမားလေးက Manchester United ကပြောတယ်တန်း80မတန်ဘူးဆိုတာတေချာပေါက်အဲ့ဒါတော့ကျွန်တော်လည်း agree လုပ်တယ်ဆိုတော့လက်ခံတယ်ဗျာလုံးဝလက်ခံတယ်အဲ့ဒါတေချာပေါက်တန်း80ကတော့မတန်ဘူးဒါပေမဲ့ transfer window ကြီးကပြတ်နေတဲ့အခြေအနေမှာတော့ပေးရမှာပဲဘယ်လိုပဲဖြစ်ပေးရမှာပဲကျွန်တော်တို့အသင်းအနေနဲ့လာမယ့်ရာသီမှာကျွန်တော်တို့အခုဥဂါဒီကလည်းလက်သွားပြီတခါအခုဆိုရင်ကွင်းလျံ2ယောက်ဝယ်ရှိတော့တယ်ဗျာ2ယောက်ဝယ်ရှိတော့တဲ့အထက်မှာကျွန်တော်မကြခင်မှာအနည်းဆုံး2ယောက်တော့ထပ်ခေါ်မှဖြစ်မယ်ထပ်မခေါ်ရင်တော့လာမယ့်ရာသီမှာ Manchester United တို့လှလှပပတိုင်ပတ်အောင်မယ်ဆိုတော့မြင်အောင်နေသေးတယ်ဆိုတော့ညီကိုတို့ကဘယ်လိုထင်လဲညီကိုတို့ရဲ့အမြင်လေးကိုလည်း comment box မှာရေးပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျ